Hello မင်္ဂလာပါခရစ်တော်၌ချစ်တော်ညီကောင်မများကိုဒီကနေ့နှုတ်ကပတ်တော်တဖန်ခွန်အားပေးခွင့်ရတဲ့အတွက်ကြောင့်ဘုရားခင်ယေရှုတော်ကိုချီးမွမ်းပါတယ်ဘုရားခင်နှုတ်ကပတ်တော်နားထောင်ခြင်းဟာအင်မတန်မှမင်္ဂလာရှိတယ်လောကပြင်ပအရာတွေကြားရတဲ့အရာထက်နားထောင်ရတဲ့အရာထက်ဘုရားခင်ရဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုကြားရတဲ့အချိန်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းဟာတိတ်ကုန်မင်္ဂလာရှိတယ်နှုတ်ကပတ်တော်ကြားလိုက်ရရင်ကျွန်တော်တို့ရဲ့အထဲမှာဝမ်းမြောက်ခြင်းခံစားတယ်ကျွန်တော်တို့အထဲမှာခြေနှံ့မှုရှိတယ်တခြားပြင်ပတည်နေပြင်ပအရာတွေကြားရတဲ့အခါမှာစိုးရင်စိတ်တွေကြောက်ရွံ့စိတ်တွေမလုံခြုံမှုတွေခံစားရတယ်ဒါပေမဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုကြားရတဲ့အခါမှာတော့အဲ့ဒီအရာတွေပြောင်းလဲပြီးတော့မှငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းခံစားရတာအမှန်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့လည်းပဲနှုတ်ကပတ်တော်ကိုတဖန်ပြန်ပြီးတော့မှဆင်ခြင်ရအောင်ယုံကြည်သူတွေအတွက်အင်မတန်မှအရေးကြီးပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာပြောပြမယ့်အချက်ကတော့ဖယားသားသမီးယုံကြည်သူတွေဖြစ်ပြီးရင်ခရစ်တော်၌တည်ဆောက်ဖို့ရန်အတွက်လိုအပ်တဲ့အချက်6ခုကိုပြောပြမှာဖြစ်တယ်အချက်6ခုပြောပြပါမယ်ဘုရားခင်သားသမီးတွေဖြစ်လာပြီးတဲ့အခါမှာကျွန်တော်တို့ဟာတိုးပွားဖို့ခရစ်တော်၌တည်ဆောက်ပြီးတိုးပွားဖို့ရန်အတွက်ကြီးထွားဖို့ရန်အတွက်အောင်မြင်ဖို့ရန်အတွက်ဘုရားခင်အလိုတော်ရှိတယ်အဲ့ဒါကိုနှုတ်ကပတ်တော်ကဘယ်လိုပြောတယ်လဲဆိုတာကြည့်ရအောင်ကိုရောသဲဩဝါဒစာအခန်းကြီး2အငယ်6နဲ့9မှာထို့ကြောင့်တင်တို့သည်တခင်ယေရှုခရစ်ကိုခံယူပြီးသည်ဖြစ်၍ထိုသခင်၌စိုက်ပျိုးခြင်းတည်ဆောက်ခြင်းရှိလျက်နိဥပဒေတော်ကိုခံယူပြီးသည့်အတိုင်းယုံကြည်ခြင်း၌မြဲမြံစွာဆွေးလန်းလျက်ဂျေဇုတော်ကိုချီးမွမ်းခြင်းနဲ့တကွယုံကြည်ခြင်းတိုးပွားပြည့်စုံတဲ့ထိုသခင်၌ကျင်လည်ကြလောကျွန်တော်တို့ယုံကြည်သူတွေကတိုးပွားဖို့လိုအပ်တယ်တိုးပွားမှပြည့်စုံလာမှာဒီလိုကျွန်တော်တို့ပြည့်စုံတဲ့အတ္တတာတိုးပွားတဲ့အတ္တတာဖြစ်ဖို့ဆိုတာကတာမန်အသက်ရှင်မှုမျိုးနဲ့မရနိုင်ဘူးဘယ်လိုအသက်ရှင်ရမလဲတဲ့ခရစ်တော်၌တည်ဆောက်ဖို့လိုတယ်ခရစ်တော်၌တည်ဆောက်ပြီးတော့မှတိုးပွားပါတဲ့ခရစ်တော်၌တည်ဆောက်မှတိုးပွားပါတိုးပွားတဲ့အတ္တတာဖြစ်လာမှကျွန်တော်တို့ဒီအောင်မြင်သောအတ္တတာကိုတက်လာနိုင်မှာတနည်းပြောမယ်ဆိုရင်တော့ကြီးရင်တော်လူကိုဖြစ်လာနိုင်မှာခလေးလေးဘဝခလေးလေးအတ္တတာထဲမှာပဲနေနေတဲ့အတ္တတာကိုဘုရားခင်အလိုတော်မရှိဘူးကျွန်တော်တို့တိုးပွားပြီးတော့ပြည့်စုံသောအယတ်ပမာဏစီကိုတက်လန်တော်သူယုံကြည်သူများဖြစ်ဖို့တနည်းပြောမယ်ဆိုရင်အတီးတီသောခရိယန်အတီးတီသောအတ္တတာဖြစ်ဖို့ဘုရားခင်အလိုတော်ရှိတယ်ဒါဘုရားခင်မျှော်လင့်ချက်ဖြစ်တယ်တကယ်ယေရှုခရစ်တော်ကကျွန်တော်တို့စီမှာလိုချင်တာအတီးတီဖို့ဖြစ်တယ်အဲ့ဒီအတီးကိုမျှော်လင့်တာဖြစ်တယ်ကျွန်တော်တို့အယတ်ပဲမဟုတ်ဘူးအတီးတီသောအတ္တတာကိုခရစ်တော်ကဖြစ်စေချင်တယ်ဒါဆိုရင်ကျွန်တော်တို့ထိုအယတ်ပမာဏကိုကျွန်တော်တို့ဘယ်လိုရောက်မလဲထို့တော့ရောက်နိုင်ဖို့အတွက်အခြေခံ6ခုရှိတယ်ဒီအချက်ကိုနားလည်ဖို့လိုပါတယ်ယုံကြည်သူအနေနဲ့ဆိုတော့ပထမတစ်ချက်ကပါလဲဆိုတော့ခရစ်တော်ထဲမှာစိုက်ပျိုးခြင်းဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာခရစ်တော်ကိုယတော်သူတွေခရစ်တော်ကိုလက်ခံတော်သူတွေကဲတင်ရှင်အဖြစ်ယုံကြည်တော်သူတွေလက်ခံပြီးတော်သူတွေဖြစ်တဲ့အတွက်ကြောင့်ခရစ်တော်အထဲမှာစိုက်ပျိုးဖို့ရင်အတွက်အင်မတန်မှအရေးကြီးတယ်ကျွန်တော်တစ်ပင်တစ်ပင်ကိုစိုက်တဲ့အခါမှာအမြစ်ကိုဟိုးမြေကြီးထဲအထိနဲ့ဆိုင်ကျွန်တော်တို့ထည့်ရတယ်နော်အဲ့ဒါမှအပင်ကဘာဖြစ်မလဲဆိုတော့စင်တန်ကြီးထွားလာမှာဖြစ်တယ်တတောင်လောက်ပဲဒါမှမဟုတ်ရင်3လက်မှ5လက်မှလောက်ပဲကျွန်တော်တို့မြေတူးမယ်ဆိုရင်တော့ဒီတစ်ပင်ကစင်တန်ခိုင်မာမဟုတ်ဘူးကျွန်တော်အင်ဒီဆောက်မဲ့အခါမှာလည်းပဲ net ဆိုတွန်းတူးပြီးတော့မှအမြစ်ကိုအခြေချရပါတယ်ဒါကျွန်တော်တို့ရဲ့အတ္တထဲမှာကဲတင်ချင်ရပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့ဘဝကိုခရစ်တော်ရဲ့အထဲမှာနဲ့ဆိုင်တူးပြီးတော့မှကျွန်တော်တို့စိုက်ပျိုးဖို့ရန်အတွက်လိုအပ်တယ်ဒါကြောင့်ကျမ်းစာပြောတယ်ခရစ်တော်၌စိုက်ပျိုးခြင်းတဲ့ခရစ်တော်ထဲမှာကျွန်တော်စိုက်ပျိုးဖို့ဆိုခရစ်တော်ထဲမှာနဲ့ဆိုင်စိုက်ပျိုးခြင်းဆိုတာဘာကိုဆိုလိုတာလဲဘာကိုပြောတာလဲ
နေစဉ်အသက်တာထဲမှာကျွန်တော်ဆူတောင်းခြင်းကျမ်းစာဖတ်ခြင်းခရစ်တော်နဲ့အချိန်ကုန်ခြင်းအဲ့ဒီအရာအားလုံးဟာခရစ်တော်ရဲ့အထဲမှာကျွန်တော်တို့ကိုနတ်ဆိုင်စွာပိုနဲ့နဲစွာအမြင့်တွေစေတယ်ဟာလေလုယာကျွန်တော်တို့ကြီးထွားလာဖို့တိုးပွားလာဖို့အောင်မြင်လာဖို့ဆိုတာကခရစ်တော်အထဲမှာစိုက်ပျိုးမှာအဲ့ဒါတောင်မှနဲ့ဆိုင်ခရစ်တော်နဲ့ယဉ်နီကျုံးဝင်ခြင်းရှိမှာထို့သောကျုံးဝင်ယဉ်နီခြင်းရှိဖို့အတွက်နေ့စဉ်ဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းခရစ်တော်နဲ့အချိန်ကုန်ခြင်းဖခင်နဲ့ပဲအချိန်ကုန်နေတဲ့အသက်တာဟာနဲ့ဆိုင်စွာဗာလဲနဲ့ဆိုင်စွာအမြင့်တွေတော့အသက်တာဖြစ်လာတယ်ဒါဆိုရင်ကျွန်တော်မုံတိုင်းဘလောက်ပဲထန်လာလားမုံတိုင်းဘလောက်ပဲလာလားကျွန်တော်တို့ဟာနဲ့ဆိုင်ဆိုခရစ်တော်အထဲမှာစိုက်ပျိုးတာတည်ဆောက်တာဖြစ်တဲ့အတွက်ကြောင့်မယိမ်းရိုင်နိုင်တော့ဘူးတခြားဩဝါဒလေးပဲတိုက်တခြားဆုံးစားနောက်ဆက်ခြင်းပဲလာဒုက္ခပြဿနာပဲလာခရစ်တော်အထဲမှာနဲ့ဆိုင်စွာရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ယိမ်းရိုင်နိုင်မှာမဟုတ်ဘူးဒါပါနဲ့တူလဲဆိုတော့ဆလန်တစ်အပိုင်ငယ်တုံးမှာပြောထားတယ်မျက်နာမှာစိုက်တဲ့အပင်ကဲ့သို့အချိန်တန်ရင်အတီးတီးမယ်တဲ့။net signs of ခရစ်တော်၌တည်ထားတာဖြစ်တဲ့အတွက်ကြောင့်စိုက်ပြောထားတာဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်မလဲအချိန်တန်ရင်အတီးတီးမယ်။ဟာလေလုယာ။ဒါကြောင့်နံပါတ်1ကတော့ခရစ်တော်၌တည်ဆောက်ဖို့ရန်အတွက်အရေးကြီးတယ်။နံပါတ်2ကတော့ခရစ်တော်ပေါ်မှာတည်ဆောက်ခြင်းခရစ်တော်အပေါ်မှာတည်ဆောက်ခြင်းဆိုတာကကျွန်တော်အိမ်ဆောက်တဲ့အခါမှာအုတ်မြစ်ကိုကျွန်တော်တို့တေးချထားရတယ်နော်အုတ်မြစ်ပလောက်ကျွန်တော်တို့အိမ်ဆောက်တဲ့အခါမှာတိုက်ကဘလောက်မြင့်နော်အုတ်မြစ်ခိုင်တယ်ကျွန်တော်ချထားတဲ့အုတ်မြစ်ကတကယ်ကိုခိုင်မာတယ်ဆိုရင်ရင်းရိုင်သွားဖို့ရန်ကြောင်းမရှိဘူးဒါပေမဲ့အုတ်မြစ်မခိုင်ဘူးဆိုရင်တော့ခဏလေးနဲ့ပြက်ပြက်သွားမှာပဲတကယ်အုတ်နော်ကြောက်ခဲနဲ့အုတ်နဲ့တေးချမတိဆောက်ပဲနဲ့တရတီတနီဒီအောမြေစာနည်းနည်းလေးလောက်ပဲကျွန်တော်ချထားမယ်အပေါ်ရမယ်ချထားမယ်ဒါမှမဟုတ်တဲပုံမှာပဲလုတ်ထားမယ်ဆိုရင်တော့ဒီအိမ်ကခိုင်မြဲမှာမဟုတ်ဘူးအထက်ကများလာလေရိုင်လဲသွားမှာပြိုကျသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာနေစေခရိယာတ္တတာတိဆောက်ခြင်းဒီဘာလဲဆိုတော့ကျွန်တော်တို့ရဲ့အလုပ်ပိုက်ဆံငွေကြေးကုန်တဲ့နီလူချစ်လူခင်ပေါ်များတာတွေနဲ့တိဆောက်ရတာမဟုတ်ဘူးတချို့လူတွေကခရစ်တော်ပေါ်မှာမတိဆောက်ဘူးလူတွေရဲ့အာယုံပြုတ်ခြင်းအပေါ်မှာတိဆောက်တယ်ကုန်တဲ့နီပေါ်မှာတိဆောက်တယ်အခုခေတ်တဲ့တော်များလူတွေကဘုရားအမှုကိုဆောင်ကြတယ်ဘုရားကိုကိုးစားလာကြတယ်ယုံကြည်လာကြတယ်တစ်ကောင်းတယ်ပြောင်းလဲခါစားမှာတက်တည်ခံချက်လေးတွေကတစ်ကောင်းတယ်အစမှာတော့ဘာပြောလဲဆိုတော့ဘုရားအတွက်ပဲငါပါမဟုတ်တိတ်ကောင်းလိုက်တာဒါပေမဲ့နည်းနည်းကြာလာတဲ့အခါမှာ attention လေးတွေရလာတဲ့အခါမှာလူတွေကစိတ်ပြောင်းလာတယ်လူတဘောဆိုတာကလည်းပဲပါလေအိတ်ဖောင်းရင်စိတ်ပြောင်းတယ်နာမည်နည်းနည်းလေးရလာတယ် social media မှာနာမည်လေးတွေရလာတယ်တငယ်ချင်းတွေထောင်တောင်းလေးတွေရလာတဲ့အခါမှာစိတ်ကပြောင်းလာပြီဖရားတဘောကပြောင်းလာပြီနော်ခရစ်တော်မှာမတိဆောက်တော့ကုံတဲ့ပေါ်မှာငါဟိုးတိုင်းနဲ့ပြောနိုင်တယ်ငါနောက်တိုက်တွေများလာပြီငါကိုတိတဲ့လူတွေများလာပြီဆိုတော့ attention အပေါ်မှာပဲယက်တီလာကြတယ်ငွေကြေးပေါ်မှာတီဆောက်လာကြတယ်အဲ့ဒီငွေကြေးပေါ်မှာအလုပ်ပေါ်မှာကုန်တဲ့ပေါ်မှာလူချစ်လူခင်ဒီအပေါ်မှာကျွန်တော်တီဆောက်ခြင်းတာခရစ်တော်ပေါ်မှာတီဆောက်ခြင်းမဟုတ်ဘူးခရစ်တော်ပေါ်မှာတီဆောက်ခြင်းဆိုတော့အဲ့ဒီအရာတွေမပါဘဲနဲ့လူတမျှအားလုံးဒီကိုရောအတွက်ကိုရောရဲ့ပုံကိုပုံအတမပုကိုအတမပုကိုရောပုံအတကိုရောနိုင်ငံတော်အတဘာပဲလှုပ်ဘဲအရာလေးပဲလှုပ်ကိုရောရဲ့မျက်နှာကိုရှာတယ်ကိုရောရဲ့အလိုလိုကိုရှာတယ်ကိုရောဖရားရဲ့ဘုံတို့အတပဲကြည့်တဲ့လူကအမြဲတမ်းခရစ်တော်ကိုတတိရတယ်နော်ဖရားကိုတတိရတယ်အဲ့ဒီအတ္တကပါလဲဆိုတော့ဒီလိုမျိုးအသက်ရှင်တဲ့ခရစ်တော်ပေါ်မှာယက်တည်တဲ့ခရစ်တော်ပေါ်မှာတည်ဆောက်တဲ့လူတွေကဘယ်လိုမျိုးပုံစံတိုက်ခိုက်မှုတွေကြုံရပါစေစိတ်သက်ကြမတော်ဘူးခိုင်မြဲစွာယက်တည်ပြီးတော့မှလုံမဲ့အလုပ်တွေကိုလုပ်ပြီးတော့အောင်မြင်သောအတ္တတိုးပွားသောအတ္တကိုဆောက်လန်းတော်တာဖြစ်တယ်အဲ့ဒါကပါလေခရစ်တော်ပေါ်၌တည်ဆောက်သောအတ္တဒါဒုတိယအချက်ဖြစ်တယ်ယုံကြည်သူတွေတက်အရေးကြီးပါတယ်ဒါတိယအချက်ကတော့ပါလေဆိုတော့ယုံကြည်ခြင်း၌မြဲမြံစွာဆွေးလန်းခြင်းယုံကြည်ခြင်းကတကယ်ကြီးတယ်နော်
ယုံကြည်ခြင်းဆိုတာကြားနာခြင်းကနေလာတယ်တဲ့အဲ့ဒီကြားနာခြင်းဒီလည်းပဲဘုရားခင်နှုတ်ကပတ်တော်တခြားပြင်ပစကားမဟုတ်ဘူးနှုတ်ကပတ်တော်ပဲဒီနှုတ်ကပတ်တော်ကြားနာခြင်းကနေပဲယုံကြည်ခြင်းကဖြစ်လာတာအလကားဖြစ်လာတာမဟုတ်ဘူးဒီလိုမျက်စိမိစင်စားနာထောင်အာယုံခံပြီးမှဖြစ်လာတာမဟုတ်ဘူးနှုတ်ကပတ်တော်နားထောင်ခြင်းကနေအဲ့ဒီနှုတ်ကပတ်တော်ကလာတဲ့စကားကိုယုံကြည်ခြင်းတဲ့ဆိုတော့ဒီနေ့ကျွန်တော်ယုံကြည်ခြင်းခိုင်မြဲဖို့ယုံကြည်ခြင်းတည်မြဲဖို့အတွက်ပါလို့ရမလဲဆိုနှုတ်ကပတ်တော်ကိုနေစဉ်ဖတ်ဆုခြင်းနှုတ်ကပတ်တော်ကိုချမ်းသာကိုနေစဉ်ဖတ်ဆုခြင်းနားထောင်ခြင်းခံယူခြင်းဆိုရင်ယုံကြည်ခြင်းမှာပုံမပြီးတော့မှခိုင်မြဲလာမှာဖြစ်တယ်အဲ့ဒီတော့နှုတ်ကပတ်တော်မှာခိုင်မြဲလာပြီဆိုရင်ဘယ်လိုသွေးဆောင်မှုမျိုးတွေဘယ်လိုဒုက္ခမျိုးကမဆိုဖြိုလဲလို့မရဘူးနှုတ်ကပတ်တော်မှာမတိဆောက်တဲ့ယုံကြည်ခြင်းမျိုးစစ်ကူးရည်မျိုးတွေဆိုရင်နောက်ခုနကျွန်တော်ငွေကြေးကုန်တဲ့တင်းဒီပေါ်မှာတိဆောက်ထားတဲ့ယုံကြည်ခြင်းမျိုးတွေဆိုရင်အဲ့ဒါတွေမရှိတော့ရင်သွားပြီပြိုလဲသွားပြီဒါပေမဲ့နှုတ်ကပတ်တော်ကြားတဲ့ယုံကြည်ခြင်းကတော့အမြဲတမ်းဘယ်လိုဒုက္ခမျိုးတွေဘယ်လိုသွေးဆောင်မှုမျိုးတွေလာပါစေရောတတ်ကဲ့သို့ဖယ်ရှားကြိုးလွှားနိုင်တယ်ဘယ်လိုဒုက္ခမျိုးတွေလာပါစေရောပါကဲ့သို့တိခံနိုင်တယ်အဲ့ဒါယုံကြည်ခြင်းအမှန်လို့ခေါ်တယ်ယုံကြည်ခြင်းကဘယ်အရာပေါ်မှာမတိဆောက်ပါဘူးခရစ်တော်ပေါ်မှာတိဆောက်တာယုံကြည်ခြင်းဆိုတာကနှုတ်ကပတ်တော်ပေါ်ကနေလာတာနှုတ်ကပတ်တော်ဖတ်ခြင်းနှုတ်ကပတ်တော်နားထောင်ခြင်းခံယူခြင်းဒီနေ့လူတော်တော်များများကနှုတ်ကပတ်တော်နားထောင်ခြင်းကြတော့နှုတ်ကပတ်တော်ကိုကောင်းကောင်းမခံယူခြင်းကြတော့စိတ်ကရတာတွေ့တယ်ဆိုရင်တော့နားထောင်တယ်ဒါပေမဲ့စိတ်ကရတာနဲ့မတွေ့ဘူးကိုယ့်ရဲ့သဘောနဲ့မတိုက်ဆိုင်ဘူးဆိုရင်ကြိုးသွားတယ်နှုတ်ဘတ်တော်မခံယူခြင်းကြတော့ဘူးနှုတ်ဘတ်တော်မခံယူခြင်းတဲ့အတွက်ကြောင့်ယုံကြည်ခြင်းပိုင်းမှာအားနည်းလာတယ်ယုံကြည်ခြင်းအားနည်းလာရင်ကျွန်တော်ဩဝါဒလေးတိုက်တဲ့အခါမှာလဲပျောက်လွန်သွားမှာပဲဒါကြောင့်ဒုက္ခကြုံတဲ့အခါမှာယောဘကဲ့သို့မခံနိုင်ဘူးဘုရားခင်ကိုဘာဖြစ်လို့လဲလို့မေးခွန်းထုတ်တယ်အဲ့တော့ဘုရားခင်ကဒီအရာတွေမဖြစ်စေချင်ဘူးဒါကြောင့်မလို့ကျွန်တော်ယုံကြည်ခြင်းမှာမြဲမြံစွာဆွေးလန်းတော်သူဖြစ်ဖို့လိုတယ်အဲ့ဒီလိုဖြစ်ဖို့နှုတ်ဘတ်တော်ကိုနေစဉ်ဖတ်ပါနားထောင်ပါခံယူပါတင်ယူပါဒါတကယ်ကြီးတယ်ဒါဆိုရင်ဘယ်လိုဒုက္ခမျိုးသွေးဆောင်မှုမျိုးပဲလာကြိုလွှားခံယူနိုင်မှာဖြစ်တယ်နံပါတ်၄အချက်ကတော့ကျမ်းစာမှာပြောတဲ့အတိုင်းနိဥပဒေတကိုခံပြီးသည့်အတိုင်းတဲ့နိဥပဒေတကိုခံယူပြီးသည့်အတိုင်းကျွန်တော်ခရိယံဘဝမှာကိုယ်တွေ့ခံစားချက်တစ်ခုတည်းနဲ့မလုံလောက်ဘူးနော်ကျွန်တော်တို့အစင်အလာတိုင်းကျမ်းစာမှာကျွန်တော်တို့အမိုးတော်ဆောင်ဒီတမဆရာကြီးတင်ပေးခဲ့တဲ့ယုံကြည်ခြင်းကိုဆက်လက်ပြီးထိန်းသိမ်းရမယ်ကျွန်တော်တို့မွေးဖွားခါစခရစ်တော်ကိုရခါစပြောင်းလဲခါစဒါကြောင့်ရှင်ပေါလုကတိမိုသေကိုမှာထားတဲ့တင်ဒီအထက်ကခံယူခဲ့ပြီးဒီနိဥပဒေအတိုင်းတည်နေလို့ပြောတယ်အခုခက်ကနော်ဩဝါဒတွေအများကြီးဩဝါဒလေးတွေအများကြီးတိုက်လာတယ်ခက်စားနေတဲ့အယူဆတစ်တီလူချိတ်များတဲ့အသွေးခေါ်တွေအများကြီးပဲကျွန်တော်ပေါ်ဝင်ချက်မှာကြားနေရတယ်အဲ့ဒီအပေါ်မှာမတိမီရဘူးမတော်ရဘူးတဲ့နိဥပဒေတကိုခံယူပြီးတဲ့အတိုင်းဒီနှုတ်ကပတ်တော်မှာကြားတဲ့ဒီနှုတ်ကပတ်တော်ကိုခံယူပြီးတဲ့အတိုင်းတဲ့ဒီနှုတ်ကပတ်တော်မှာကြားရတဲ့အတိုင်းယုံကြည်တဲ့အတိုင်းတဲ့တည်နေပါနိဥပဒေတခံယူပြီးတဲ့အတိုင်းတည်နေပါတင်တော့ပွားချင်လားတင်အောင်မြင်ချင်လားဒါနှုတ်ကပတ်တော်ပေါ်မှာတည်နေဖို့အတွက်တိတ်အရေးကြီးတယ်ကိုရဲ့နော်ပြောင်းလဲခါစားမှာတင်ယူခဲ့ပြီးတဲ့မှန်ကန်သောနှုတ်ကပတ်တော်နိဥပဒေတိုင်းယခုအယူဆတစ်တွေအများကြီးပဲထွက်လာတယ်ကျမ်းစာထဲမှာမရှိတဲ့အယူဆတစ်တွေအများကြီးထွက်လာတယ်အဲ့ဒီအရာတွေကိုမခံယူဘဲနဲ့ကျွန်တော်တို့နှုတ်ကပတ်တော်ရဲ့ခံယူချက်ကိုမှန်ကန်စွာနားလည်ပြီးတော့မှအဲ့ဒီပုံမှာတည်နေဖို့အဲ့ဒီယုံကြည်ခြင်းပုံမှာဆက်လက်ဆောက်လမ်းပွင့်တဲ့နှုတ်ကပတ်တော်ကတုံတင်တာဖြစ်ပါတယ်ဒါကအချက်နံပါတ်၄ဖြစ်ပါနံပါတ်၅မှာတော့ကျွန်တော်ယုံကြည်သူဖျားသားသမီးဖြစ်တဲ့အတွက်ကြောင့်ဂျေဇုတော်ချီးမွမ်းခြင်းမှာပြီးွားတဲ့အသက်တာဂျေဇုတော်ကိုချီးမွမ်းတတ်တဲ့အသက်တာမှာနေဖို့လိုတယ်နော်ဂျေဇုတော်ကိုတစ်ချိန်လုံးညီးထွားနေတယ်ဆိုရင်ဘယ်သူကမှဟာဒီလူကဘယ်လိုဖြစ်တာလဲပေါ့ဆိုဂျေဇုတော်ကိုချီးမွမ်းတော့အသက်တာမှာအသက်ရှင်ဖို့ရင်တော့အရေးကြီးတယ်ခရစ်တော်အထက်မှာရှိနေတဲ့သူအမြဲတမ်းချီးမွမ်းနေရမယ်လေနော်ခရစ်တော်အထက်မှာရှိတဲ့သူအသက်တာကအမြဲတမ်းချီးမွမ်းနေရမယ်ဘာလို့လဲခရစ်တော်ဒီညီးထွားခြင်းကိုမပေးဘူးဝမ်းမြောက်ခြင်းကိုအစင်ပေးတယ်ခရစ်တော်အထက်မှာခရစ်တော်၌တည်ဆောက်တော်သူခရစ်တော်၌အုံမြင့်ချတော်သူခရစ်တော်၌ယုံကြည်ခြင်းရှိတော်သူခရစ်တော်၌ယက်တည်တော်သူနိဥပဒေတန်ယက်တည်တော်သူဟာခရစ်တော်အထက်မှာရှိတဲ့သူကြောင့်အမြဲတမ်းချီးမွမ်းနေရမယ်
နော်မနေ့ကနေညနေအထိကောင်းတာရောဆိုးတာရောရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာဘောလုံးနဲ့တီလာခဲ့သူထောင်ထဲမှာလဲချီးမွမ်းသောအသက်တာနော်ဒါပေမဲ့ကျွန်လူဖြစ်တဲ့အတွက်ကြောင့်တခါတလေမှာပြဿနာကြုံတော့ခင်ဗျာချီးမွမ်းပါလို့ပြောရင်ဘယ်သူမှချီးမွမ်းမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်အမြဲတမ်းပြောနေတယ်လို့ပဲချီးမွမ်းခြင်းဆိုတာတချင်းဆိုပြီးတော့မှခုံချီးမွမ်းခိုင်းတာပြောတာမဟုတ်ပါဘူးတင်ချီးမွမ်းခြင်းဖြစ်လာဖို့ရင်အရင်ဆုံးဖျားခင်စီကိုတိုးဝင်ခြင်းကပြီးဆုတောင်းကြည့်ပါဆုတောင်းခြင်းတဲမှာချီးမွမ်းစရာပါလာမှာတေးချတယ်အဲ့ဒါကျွန်တော်လက်တွေပေါ်ပါပဲလက်တွေအသက်တာထဲမှာကြုံရတယ်ဒါကြောင့်ချစ်တော်ညီကောင်မောင်နှမတွေကိုဒီနေ့အားပေးခြင်းခရစ်တော်၌တင်တည်ဆောက်တယ်ဆိုရင်တဲ့မှာခရစ်တော်ရှိတယ်ခရစ်တော်ကိုခရစ်တော်ရှိနေချီးမွမ်းနေတဲ့အသက်တာမနေ့ကနေညနေဆိုးတာရောကောင်းတာရောကြုံရတဲ့အခါမှာကောင်းတဲ့အချိန်မှလည်းချီးမွမ်းတယ်ဆိုးတဲ့အချိန်မှလည်းတိုးဝင်ချင်းကပြီးတော့မှချီးမွမ်းစရာဖျားပြင်ဆင်ပေးမယ်အဲ့ဒါသိချတယ်ဒါကြောင့်ကျွန်တော်တို့ချီးမွမ်းခြင်းနဲ့ပြီးွားတော့အသက်တာထဲမှာအသက်ရှင်ဖို့နော်ကျေးဇူးတော်ချီးမွမ်းခြင်းဆိုဝိညာဉ်ရေးရမှာအောက်ဆီဂျင်နဲ့တူတယ်နော်ချီးမွမ်းခြင်းကအောက်ဆီဂျင်နဲ့တူတယ်တဲ့မချီးမွမ်းရင်နဲ့ဝိညာဉ်ရေးရအသက်ဆူကြတယ်တဲ့နော်တိကျွန်တော်သဘောကျတယ်ဒီချီးမွမ်းခြင်းကနှုတ်နဲ့မဟုတ်ဘူးတချင်းဆိုယုံနဲ့မဟုတ်ဘူးဘဝနေထိုင်ပုံကိုပြောတာဘဝနေထိုင်တဲ့ပုံစံနဲ့ဂျေဇုတော်ကိုထုတ်ဖို့ရမှာပါစနဲ့တချင်းဆိုနေတာကိုပြောတာမဟုတ်ဘူးဆိုအောက်ဆီဂျင်လိုပဲကျွန်တော်ချီးမွမ်းခြင်းမရှိရင်ပါလေအသက်ဆူချနေတော့သူဖြစ်တယ်ဝိညာဉ်ရေးအသက်ဆူချတော့သူဒီနေ့ချီးမွမ်းခြင်းနဲ့ပြုတ်တော့အသက်တာဆိုတာတချင်းဆိုယုံနဲ့မဟုတ်ဘူးကျွန်တော်တို့ရဲ့ဘဝနေထိုင်မှုပုံစံနဲ့ဂျေဇုတော်ကိုထုတ်ဖို့တော့အသက်တာဖျားကြောင်သွားတယ်ချီးမွမ်းတယ်မိုးရွာရင်လေဖျားခင်ကျေးဇူးတော်ချီးမွမ်းပြီးဖျားကြောင်ရောက်တယ်အေးရင်လည်းမထူးမရဘူးဖျားခင်ကိုချီးမွမ်းတယ်ရောက်တယ်ခက်ခဲတယ်ဖျားကြောင်မတော်နိုင်အောင်အခြေအနေဖြစ်တယ်ဆုမတောင်းနိုင်အောင်အခြေအနေဖြစ်တယ်ဒါပေမဲ့မရမကရောက်အောင်သွားတယ်တာကပါလဲဆိုကျေးဇူးတော်ကိုချီးမွမ်းတဲ့ဘဝအနေပုံထိုင်ပုံပါစက်နဲ့ချီးမွမ်းမှချီးမွမ်းတာမဟုတ်ဘူးတချို့တချင်းမဲဆိုတယ်မချီးမွမ်းဘူးအဲ့တော့ဒီနေ့တချင်းမဲမဆိုပါနဲ့ချီးမွမ်းပါလို့အားပေးခြင်းတယ်ချီးမွမ်းခြင်းဆိုဘဝနေထိုင်မှုပုံစံခုနပြောပြီးအခက်ခဲတွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုကြိုးလွှားပြီးတော့မှဖယားကိုဝတ်ပြုကိုးကွယ်တတ်တဲ့အတ္တတာဟာချီးမွမ်းတော့အတ္တတာချီးမွမ်းခြင်းကိုထုတ်ဖို့တော့အတ္တတာမတော်လို့မဖြစ်ဘူးဖယားပဲငါ့ကိုကျေးဇူးပြုတယ်ဖယားပဲငါ့ကိုနှိမ့်စင်လမ်းပြတယ်ဖယားပဲငါ့ကိုဒီနေ့ထိအသက်ရှင်ခွင့်ပေးတာအဲ့ဒီပုံမှာအသက်ရှင်တာဂျေဇုတော်ချီးမွမ်းခြင်းနဲ့ပြီးွားတော့အသက်တာလို့ခေါ်တယ်ဒီနေ့ကျွန်တော်အသက်ရှင်ပုံကိုပြန်ပြီးတော့ဆင်ခြင်ရအောင်နံပါတ်6နောက်ဆုံးအချက်ကတော့ယုံကြည်ခြင်းမှာတိုးပွားပြီးဆုံးလာခြင်းဒါအချက်6ချက်ကအရေးကြီးတယ်နော်ခရစ်တော်၌တည်ဆောက်နေတော်သူရဲ့အသက်တာခရစ်တော်၌ယက်တည်နေတော်သူရဲ့အသက်တာယုံကြည်ခြင်းမှာတိုးပွားပြီးဆုံးလာတယ်တိုးပွားလာတယ်ပြီးဆုံးလာတယ်ဆိုတော့ခရိယန်ဘဝအတ္တတာဆိုယက်တက်နေဖို့မဟုတ်ဘူးယက်တက်နေတဲ့ရေကန်မဟုတ်ဘူးနော်ရေကန်ဆိုတာရေဖြည့်တလောက်ပဲဖြည့်တလောက်ပဲမတိုးလာဘူးမပွားလာဘူးခတ်လို့ရှင်ညို့သွားတယ်ယုံကြည်သူဆိုတာကလည်းပဲကျွန်တော်တို့ဒီရေကန်မဟုတ်ဘူးကျွန်တော်တို့ရဲ့အတ္တတာဘာနဲ့ဆိုစီးဆင်းနေတဲ့စမ်းချောင်းကြီးမြစ်ချောင်းကြီးနဲ့တူးတယ်အဲ့ဒီစီးဆင်းနေတဲ့စမ်းချောင်းမြစ်ချောင်းကြီးဆိုအမြဲတမ်းဘလောက်ခတ်တော့စီးနေတာပြီးတော့ရက်တက်မတော့အမြဲတမ်းတော့နေတာအမြဲတမ်းတော့တယ်ဆိုယုံကြည်ခြင်းမှာတိုးပွားတယ်ဆိုတော့တော့နေတာအမြဲတမ်းစီးနေတာတော့နေတာနော်ချီးမွမ်းတယ်ခုနအထက်မှာပြောသွားတဲ့အချက်၅ချက်စလုံးအမြဲတမ်းဖြစ်နေတာတော့နေတာဒီနေ့ချစ်တော်ညီကောင်မောင်နှမတွေကိုယ့်ရဲ့ယုံကြည်ခြင်းကိုပြန်စစ်ရအောင်ရက်တက်နေတဲ့ယုံကြည်ခြင်းအတ္တတာမျိုးလားယက်တက်နေတဲ့ရေကန်လိုအတ္တတာမျိုးလားစီးနေတဲ့အတ္တတာမျိုးလားပြန်ပြီးတော့ဆင်ခြင်ရအောင်ယုံကြည်ခြင်းဟာနေ့စဉ်ကြီးထွားလာဖို့တိတ်အရေးကြီးတယ်ယနေ့ကျွန်တော်တို့ယုံကြည်ခြင်းဟာမနေ့ကထက်ပိုပြီးတော့မှကြီးထွားလာဖို့တိတ်အရေးကြီးတယ်အဲ့တော့ဒီနေ့ချစ်တော်ညီကောင်မောင်နှမများကိုအားပေးခြင်းနဲ့ထိုကဲ့သို့ကျွန်တော်တို့ဖျားရခင်နဲ့ပိုပြီးနီးကလာလီဖျားရခင်ကိုဖက်သွေလာလီဖျားရခင်နှုတ်ကပတ်တော်ကိုနားထောင်လာလီပိုစားသုံးလာလီဝတ်ပြုကိုချင်းမှာပိုပြီးတော့မှဖျားနဲ့ယဉ်နှီးလာလီဖျားရမှုတော်မြတ်ထဲမှာကျွန်တော်တတ်အားသမျှတတ်နိုင်တဲ့ပါဝင်လီကျွန်တော်ယုံကြည်ခြင်းအလိုအလောက်တိုးပွားလာပါဖြစ်တယ်ခမရရတတ်နေတယ်အကန်တလောက်ပဲနော်အကန်တလောက်ပဲ
ဆုတောင်းတယ်ကျမ်းစာဖတ်တယ်အမှုတော်မှာပါဝင်နေဆိုရင်တော့ခင်ဗျာရပ်တတ်နေတယ်ဒါပေမဲ့အမြဲတမ်းနှုတ်ကပတ်တော်ဖတ်တယ်ကျမ်းစာဖတ်တယ်ခံယူတယ်ဖျားချောင်းတော်တယ်မိသားရဖွဲ့တယ်အမှုတော်မြတ်ထဲမှာပါဝင်တယ် active ဖြစ်နေတယ်ဆိုယုံကြည်ခြင်းကမရိကထက်ပိုပြီးတော့မှကြီးထွားလာမှာဒါကြီးထွားနေတော့အတ္တတာဖြစ်တယ်ဒါကြောင့်ချစ်တော်ညီကောင်မတို့ဒီအချက်6ချက်ကိုတဲ့အတ္တတာထဲမှာဆင်ခြင်ပြီးတော့မှဖခင်လိုချင်တဲ့ပုံစံနဲ့အသက်ရှင်ဖို့ရန်တော့အားပေးတိုက်တွန်းချင်တယ်ဒီအတ္တတာကိုဒီအချက်6ချက်ကိုနှိမ့်စင်အတ္တတာမှာလက်တွေလိုက်ဆောင်နေမယ်ဆိုရင်ခရစ်တော်အထဲမှာတကယ်ပဲမြဲမြံနေမယ်မြဲမြံနေမယ်ဆိုရင်အောင်ပွဲခံတဲ့အောင်မြင်ပြည့်စုံတဲ့အတ္တတာပေါ်တဲ့ကိုဆောက်လန်းလာမှာ